pena porsungsana nawamna to china dunia nipi ipia nào bằng thế kuma còn làm bút pi này nào bằng thế này người sáng na thì yang gì ama sa pen pen na zomi de le biang na to cái này sao vậy thu cái này zomi de chitang ni zomi de thuman ni pasien tunga china azan nom na pin cái la te kadif ko boy mahamiam chile thu mitam pidak iga milaya zogama Baptist Paul pi hinapina zang kung tun chena a Baptist Paul pyong namun la kanon lo aminam tiong namun la kanon lo wa anay nga anok na pagkawa akihong papamin tuate pasien tunga citak na vapual lung sim ini ingangina lungurang ayong tunina tua bangyen luwin ông namun munwa kabaptis Paul pi ko yam hiam chia akan chiu tel karo chano le chan bigere de kau chan la chong lai chong sin de chin lo wa le di lo we pyo ke lo wa le chano sao chano le yaw la de ka printer la yaw ma laดูว่ามันท่ารู้สึกว่ามันย้อนได้ตัวมันสิแล้วจนเราเสร็จပြီးတော့လူငယ်လူပြောရင်တော့ကျွန်တော်ဆက်ဆွဲနေတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံဒီချင်းခွဲအတင်းကျုပ်ဓမ္မပညာဌာနကနေပြီးတော့မှဒီနှစ်မှာကျင်းပပြုလုပ်တဲ့ဓမ္မပညာနေ့ရဲ့အဓိကချက်ကိုကြည့်လိုက်တဲ့အခါမှာချီးမွမ်းဆုတောင်းအသင်းတော်ကြောင့်ဆိုရဲချက်လက်ကိုကျွန်တော်တို့တွေ့ရှိခံစားရဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်ဒီအသင်းတော်ကိုရောက်လာတဲ့အခါမှာဝတ်ပြုခြင်းစတဲ့အချိန်ကနေပြီးတော့ကျွန်တော်အလက်မကြခင်အထိလူငယ်တွေတင်ဆက်သွားတဲ့ဓမ္မပညာကျောင်းရဲ့စီစဉ်သွားတဲ့အရာတွေအားလုံးကဒီကနေ့ကျွန်တော်ပြောမဲ့အရာတွေပဲဖြစ်တော့ထိုင်ရင်းစဉ်းစားတယ်ကျွန်တော်ပြောမဲ့ဒေသနာဟာအဲ့ဒါပါပဲဆိုပြီးတော့ဒီကုန်းချုပ်ရင်များကောင်းမလားပေါ့ဘာလို့ဆိုတော့တော်ကိုနားမလည်ပေမဲ့လုပ်သွားတဲ့ action တွေကအရန်ကိုကျွန်တော်နဲ့ကိုက်ညီတယ်လို့ကျွန်တော်အဲ့လိုခံစားမိဘာပဲဖြစ်ဖြစ်ပြင်ဆင်လာပြီဆိုတော့ကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့အဓိကမိမောင်းတည်ပြီးတော့ကျွန်တော်တို့စင်ကြင်စဉ်းစားပြီးမိသားစုလိုက်ပြင်ဆင်ပြီးတော့တတိထားရမယ့်အရာတွေကတော့ဒီနေ့ကျွန်တော်တို့ရှေ့မှာထိုင်ပြီးကျမ်းစာရွတ်သွားတဲ့တခြင်းဆိုသွားတဲ့သားသမီးတွေရဲ့အနာဂတ်အရေးကျွန်တော်တို့တည်စဉ်းစားဖို့ဖြစ်ပါတယ်။အဲ့လိုတည်ပြီးစဉ်းစားဖို့ဖြစ်လာတဲ့အခါမှာ mainly ကဒီနေ့ကျွန်တော်တို့နေထိုင်တဲ့မြန်မာပြည်ရဲ့အနေအထားကိုကျွန်တော်တို့သိရှိဖို့အရေးကြီးပါတယ်ကျွန်တော်တယောက်ရဲ့အမြင်ကိုတင်ပြပါမယ်မှားချင်လဲမှားမယ်မှန်ချင်လဲမှန်ဒါပေမဲ့ကျွန်တော်ခံယူချက်နဲ့ကျွန်တော်ခံစားမိတဲ့အရာလေးကျွန်တော်ရဲ့နိုင်ငံအပေါ်မှာကျွန်တော်မြင်တဲ့အရာလေးကျွန်တော်အကြောင်းလေးတစ်ချက်ပေါ်ပြချင်ဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီသာသနာမှုတော်မြတ်ကိုထမ်းရွက်တဲ့အခါမှာနိုင်ငံတကာကိုတာဝန်နဲ့အစည်းအဝေးတွေတွားတက်ရတယ်။တွားတက်ရတော့နိုင်ငံတကာမှာရှိနေတဲ့တိုင်းသူပြည်သားတွေရဲ့နေထိုင်သက်ရှင်မှုနဲ့ဒီနေ့ကျွန်တော်တို့ဗမာပြည်မှာနိုင်ငံသားတစ်ယောက်ရဲ့နေထိုင်သက်ရှင်မှုတွေရဲ့ကွာဟမှုအချက်ကလေးနဲ့ချက်ကိုကျွန်တော်ပေါ်ပြတယ်။ပထမတစ်ချက်ကတော့ဘယ်နိုင်ငံသားမှမရတဲ့အခွင့်အရေးကိုကျွန်တော်တို့မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းက
အဲ့ဒီအထဲမှာအဲ့ဒီအခွင့်အရေးတစ်ခုကိုကျွန်တော်တို့ဟောဘောတည်ပြီးကျွန်တော်တို့ရအဲ့ဒါကတော့ပါလေဆိုရင်နိုင်ငံသားတယောက်ဖြစ်ရခြင်းမှာဘယ်နိုင်ငံမှာမှဘယ်တစ်ကမ္ဘာလုံးမှာမှမခံစားရရှိနိုင်တဲ့လွတ်လွတ်လပ်လပ်နဲ့မိမိရဲ့အချိန်တွေကိုဖြုံးတီးပြီးပျော်မွေ့နိုင်တဲ့အခွင့်အရေးဟာဘုမာထူမှာပဲရတယ်ဒါဘယ်နိုင်ငံသားတွေမှမခံစားရတဲ့ထူးမြတ်တဲ့အခွင့်အရေးတစ်ခုနောက်တစ်ချက်ကတော့ဘာတွေ့ရလဲဆိုတော့နိုင်ငံသားတယောက်ဖြစ်ပြီးတော့မှနော်မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးတော့မှဆိုးရွားစွာအကျိုးမဲ့အသက်ရှင်နေရတဲ့အကြောင်းရင်းမှာမိမိတို့ရဲ့အနာဂတ်ကိုမမြင်နိုင်ခြင်းနဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုကျွန်တော်တို့လိုက်တည်လို့မရတဲ့အခြေအနေဆိုအဲ့ဒီကျွန်တော်တို့လက်ရှိနေထိုင်နေတဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့အခြေအနေမှာနိုင်ငံသားတွေခံစားရတယ်အထူးသဖြင့်ခံစားရတဲ့အချက်နှစ်ချက်ကဒါဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲမြင်တွေ့မိတယ်အဲ့တော့ဒါကတော့နိုင်ငံသားတယောက်ဖြစ်ရခြင်းပုံမှာအကြံပြင်းလေးကြည့်လိုက်တဲ့အခါမှာတွေ့ရတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေအထားကိုဆက်ပြီးကြည့်လိုက်တဲ့အခါမှာစီးပွားရေးကိုကျွန်တော်တို့ကြည့်မလားနိုင်ငံရေးကိုကျွန်တော်တို့ကြည့်မလားလူမှုရေးကိုကျွန်တော်တို့ကြည့်မလားပညာရေးကိုကျွန်တော်တို့ကြည့်မလားအစရှိသဖြင့်အရာအလုံးဟာဝေဝါးနေတာကျွန်တော်တို့မြင်တွေ့ရတယ်ဒါကျွန်တော်တယောက်အနေနဲ့ကျွန်တော်အနေထိုင်နေတဲ့ကျွန်တော်နိုင်ငံပေါ်မှာကျွန်တော်မြင်နေရတဲ့အရာကိုတင်ပြခြင်းဖြစ်တယ်ဒီထဲမှာတချို့ကတော့အမြင်အရမ်းကြည်တယ်ပြီးတော့လှုပ်ရှားတွေကိုအခွင့်လူတွေနဲ့ယူသွားရတဲ့လူတွေအများကြီးရှိကောင်းရှိတယ်။ဒါပေမဲ့တာမန်လူဒန်းစားနဲ့အောက်ခြေကိုကျွန်တော်တို့ဆက်ပြီးကြည့်တဲ့အခါမှာကျွန်တော်တို့တွေရဲ့အသက်ရှင်နေထိုင်ရတဲ့နိုင်ငံကြီးရဲ့အနာဂတ်ဟာမရှင်းမလင်းမဲနဲ့ဝေဝါးနေတယ်။ဘာမှတိတိကျကျသွားလို့မရတဲ့အနေအထားတစ်ခုမှာရင်လေးစရာကောင်းတာဒီနေ့အပြာရောင်ဝတ်စုံလေးတွေဝတ်နေတဲ့ကျွန်တော်တို့ရဲ့သားသမီးတွေအနာဂတ်အရေးဖြစ်တယ်အကြောင်းသိလို့ပြီးခဲ့တဲ့ဒီ2014မတ်လအကုန်ပိုင်းလောက်မှာကျွန်တော်ရဲ့ဝေးရမြစ်ဖြစ်တဲ့တောင်ကြီးကိုကျွန်တော်မိသားစုနဲ့ရုံးကကျွန်တော်ကိုပြီးထားတဲ့ကားနဲ့ကျွန်တော်ကိုယ်တိုင်ပဲမောင်းပြီးတော့ပြန်တက်ဖို့စီစဉ်ပါတယ်အဲ့တော့ရန်ကုန်ကနေကျွန်တော်မနေ့4 နာရီနောက်ကျဆုံးကျွန်တော်ထွက်ရင်တောင်ကြီးကိုကျွန်တော်တို့မောင်းနဲ့နှုံးနဲ့ဆိုရင်တောင်ကြီးကို2 နာရီ3 နာရီလောက်ကိုဝင်ဖို့ရန်အကြောင်းရှိတယ်အဲ့ဒီအတွက်ကျွန်တော်အဲ့ဒီလိုပဲပြင်ဆင်ပြီးတော့ကျွန်တော်မိသားစုကျွန်တော်ခေါ်ပြီးတော့ခီးထွက်ပါအဲ့တော့ဒီကနေပြီးတော့အမြန်လမ်းပေါ်မရောက်တဲ့အထိကတော့တော်တော်ကိုအဆင်ပြေတယ်အမြန်လမ်းပေါ်ကိုတက်သွားပြီးတော့မိုင်20လောက်ပဲမောင်းလိုက်တဲ့အချိန်မှာရှေ့ကိုဒီကနေကျွန်တော်ထိုင်နေတယ်အခုထိုင်ခုံလောက်ဆိုရင်ရှေ့မှာဘာမှမမြင်ရဘူးမြူတွေအားလုံးပိတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ခီးစဉ်ဟာမှန်းထားတာတဲ့နောက်ကျစရာအကြောင်းဖြစ်တယ်ရှေ့ကိုဘာမှမမြင်ရတဲ့အတွက်ဘာမှလုပ်လို့မရတဲ့အတွက်ကိုသွားနေတဲ့နှုံးကိုရှော့ချဖို့ပဲရှိအဲ့ဒီချိန်မှာကျွန်တော်ပါသုံးရတယ်ဆိုတော့ဒီမမြင်နိုင်တဲ့အနာဂတ်တစ်ခုကိုသွားရမယ့်ခီးတစ်ခုကိုမြင်နိုင်ဖို့ရန်အတွက်နှင်းကွဲမီးကိုကျွန်တော်ဖွင့်ပြီးတော့အသုံးပြုပြီးသွားရတယ်ဒါပေမဲ့အရှိကိုတော့ကျွန်တော်မြင်လာရပြီဒါပေမဲ့အရန်တတိထားပြီးတော့မောင်းနေရတဲ့ကာလတစ်ခုဖြစ်တယ်
သို့တော်ကြလည်းပဲမျောမှန်းထားတဲ့အချိန်ထက်အရန်နောက်မကျတော့ကြလည်းပဲမောပချုပ်ပြီးတောင်ကြီးမြို့ကိုရောက်တော့ဒီနေ့ကျွန်တော်တို့အတင်းသူတင်းသားတွေအားလုံးတွေ့ကြုံနေရတဲ့အနေအထားအခုနကကျွန်တော်ပြောလို့ပဲကျွန်တော်တို့ရှိမှဝေဝါးနေတဲ့အခါကျွန်တော်တို့အားနဲ့ကျွန်တော်တို့ရဲ့အသိနဲ့ကျွန်တော်တို့ရဲ့ဉာဏ်ပညာနဲ့ကျွန်တော်တို့ထိုးဖောက်ပြီးရှောက်လန်းလို့မရတော့တဲ့အခါမှာဒီနေ့ကျွန်တော်တို့ဘာနဲ့ပဲထိုးဖောက်ပြီးတော့အသက်ရှင်ရမယ်ဆိုတော့ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်တဲ့အခါမှာနှုတ်ကပတ်တော်ဆိုတဲ့နှင်းခွဲမီးကိုပဲကျွန်တော်တို့သုံးပြီးအသက်ရှင်ရမယ်အကြောင်းတိုက်ဆိုင်လို့ကျွန်တော်ဘာပေါ်ပြချင်လဲဆိုတော့စောစောကကလေးလေး3ယောက်ကဖလူလာပြီးတော့လွန်ခဲ့တဲ့တပတ်တော်တွင်းလောက်ကပဲထင်ပါလေကျွန်တော် music channel ကိုကျွန်တော်ကြည့်တဲ့အခါမှာထင်တယ်တော့ music channel ဖြစ်နေအဲ့ဒီမှာတရုတ်နိုင်ငံမှာအနုပညာနဲ့ပတ်သက်ပြီးတော့မှviolin မှာအမြဲတမ်းကြော်ကြားတဲ့နိုင်ငံတကာကနာမည်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ကအဲ့ဒီတရုတ်ပြည်မှာသွားပြီးလေပတ်တဲ့အခါမှာကလေးတွေကိုဒီ music နဲ့ပတ်သက်ပြီးပြုစုပြောထောင်တဲ့အကြောင်းဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှတင်ပြတဲ့အရာလေးကိုကျွန်တော်သွားပြီးတော့မှအမှတ်ရတယ်ကလေးတွေရဲ့အနာဂတ်ကိုသူတို့တွေနိုင်ငံတော်ကနေပြီးတော့မှပြင်ဆင်ပြီးတော့ planning တွေချပြီးတော့ဒီကလေးတွေကိုပြုစုပြောထောင်တာကိုကျွန်တော်သွားပြီးတော့မှတွေ့ရတယ်အဲ့တော့စောစောကတော်တော်ငယ်မယ်ကျွန်တော်ထင်တယ်အလုံးစုံရှိရင်9နှစ်10နှစ်လောက်ပဲရှိသေးတယ်ဒါပေမဲ့ဒီကလေးဟာ violin ထိုးတဲ့နေရာမှာတကယ်နိုင်ငံတကာအဆင့်ကိုမှီတဲ့လက်တံတဲ့သူတရောထိုးနိုင်တာကျွန်တော်တွေ့ရတယ်ဒီကလေးတွေကအိမ်ကနေတက်တာမဟုတ်ပဲနဲ့အဖွဲ့အစည်းကနေဘယ်လိုမှပြင်ဆင်ပြီးတော့သူတို့ကိုတီးတန့်လေ့ကျင့်ခန်းတီးတန့်အဆောင်နဲ့ထားပြီးတော့မှပြုစုပြိုးထောင်တဲ့အခါမှာကလေးတွေဟာမျော်မှန်းတာချက်ကိုပို့ပြီးတော့မှထူးချွန်ကျွန်တော်တို့တွေ့ရအောင်မြင်မှုတွေရတာကိုကျွန်တော်တို့တွေ့ရနောက်စောစောတော့ကပဲနည်းနည်းကြီးတဲ့ကလေးတွေတင်တယ်ကျန်းစာအရှိကြီးရွတ်သွားတယ်ကျွန်တော်ထိုင်သားထောင်နေကျွန်တော်အား6လာတယ်ဒါပေမဲ့ဒီကလေးတွေတော်တော်ရွတ်နေသို့တော်ညာလည်းပဲအခုဒီလမှာထွက်တဲ့မြတ်တာတမန်မဂ္ဂဇင်းမှာတချို့လည်းဖတ်ပြီးဖြစ်ကောင်းဖြစ်နေတယ်ကျွန်တော်တော်တော်အားတက်သွားတယ်ဒီအမျိုးသမီးလေးတယောက်ဟာသူ့ရဲ့မိသားစုအစဉ်ဆက်ဘိုးဘွားကလေးကစပြီးတော့ဒီလိုကျမ်းစာရွတ်ခြင်းတခြင်းအလွတ်ကျက်ခြင်းအစရှိသဖြင့်သူတို့ကအဲ့လိုမိသားစုတွင်းထဲမှာစုပြီးပြီးတော့မောင်းလာပုံသွင်းလာခဲ့တာကျွန်တော်ဖတ်ရတယ်ဒီဆီယာမဟာသူဘယ်လောက်အသက်ကလေးကဒီကျမ်းစာကိုသူကြက်လာလဲတော့မပြောတတ်ဘူးကျမ်းစာအခန်းကြီးတရားပေါ့အဲ့ဒီအခန်းကြီးတရားကိုမနက်9နာရီလောက်ကနေစမနက်10နာရီလောက်ထင်တယ်မနက်10နာရီကနေစပြီးတော့ရွတ်လိုက်တာည9နာရီကျော်မှပြီးသွားတယ်အဲ့တော့သူ့ရဲ့မိသားစုကနေပြီးတော့ရွှေတကြက်သားပြီးတာကျွန်တော်တွေ့ရတယ်ပြောချင်တာကကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့အတိုက်အမြုံတွေကိုကျွန်တော်တို့က planning ချပြီးတော့ပြင်ဆင်ပြုစုပြောထောင်ဖို့ရမှာအင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ပြလို့လည်းအရေးကြီးသလိုကျွန်တော်တို့ကအချိန်ပေးပြီး planning တွေရေးဆွဲပြီးတော့ပြုစုပြောထောင်ရင်ဒီကလေးတွေရဲ့အနာဂတ်ကိုကျွန်တော်တို့စိတ်ချလက်ချနဲ့တည်ပြီးတော့လွတ်လိုက်လို့ရတယ်လို့ကျွန်တော်တို့လည်းမိသားစုတွေအားလုံးဟာလည်းရွှင်လန်းဝမ်းမြောက်ခြင်းအသက်တာနဲ့ကျေးဇူးတော်ချီးမွမ်းနိုင်တဲ့မိသားစုတွေကျေးဇူးတော်ချီးမွမ်းနိုင်တဲ့အသင်းတော်အဆင့်ကိုရောက်လာမှာမလွယ်ဘူးလို့ကျွန်တော်တယောက်တော့ဒီလိုပဲဟောပြတယ်။ဒါကြောင့်
မလို့စောစောတုန်းကကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ရဲ့ဝေဝါးနေတဲ့အရာတွေအားလုံးကိုဒီနေ့ကျွန်တော်တို့လူရဲ့ဉာဏ်ပညာအားဖြင့်ကျွန်တော်တို့လိုက်တယ်လို့မညတော့ညာလည်းပဲနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုထွက်ပေါက်ပေးထားတယ်119ခုမြောက်သောဆာလံပိုက်တဲ့တရားကနှုတ်ကပတ်တော်ကကျွန်တော်ရှင်ရှိမှာလင်းစီဖို့မိခွဲဖြစ်တယ်ဘလောက်ကြီးပဲမောင်မိုက်နေပါစေဘလောက်ကြီးပဲဝေဝါးပြီးဘလောက်ကြီးပဲအနာဂတ်ကမမြင်နိုင်စေရပါဘူးနှုတ်ကပတ်တော်ကိုကင်ဆွဲပြီးအသက်ရှင်တဲ့ကလေးတွေသားသမီးတွေအားလုံးဟာသူတို့ရဲ့အနာဂတ်ကိုခလုံးမထိစူးမညိပဲနဲ့အောင်မြင်မှုတွေနဲ့ကျော်လွှားသွားနိုင်တယ်ဆိုတာအကျွမ်းမဲ့မိသားစုတွေယုံကြည်ကိုရင်အရေးကြီးနောက်တစ်ချက်ကတော့ကျွန်တော်တို့ခရိယန်တက်တာမှာဆုတောင်းခြင်းအမှုဟာအင်မတန်မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပေါ်ပြခွန်အားပေးအချိန်တော်တော်လေးလင့်သွားပြီဖြစ်တဲ့အတွက်သမာကျမ်းစာကိုကျွန်တော်အရှိကြီးကျွန်တော်ဖတ်တော့ဘူးအဲ့တော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်6ကနေကျွန်တော်တို့ခုနှစ်ကြီးကျွန်တော်တို့ပြန်ပြီးတော့မှဖတ်ကြည့်မယ်ဆိုရင်အဲ့ဒီမှာဆုတောင်းခြင်းနဲ့ဆိုင်တဲ့ဆုတောင်းခြင်းအားဖြင့်ကျွန်တော်တို့ရရှိနိုင်တဲ့ခွန်အားအကြောင်းအရာကိုတမန်တော်ကြီးရှင်ဘောလူကဖော်ပြထားတယ်။တစ်ဆက်တည်းမှာပဲအဲ့ဒီဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှလူသားတွေကအဲ့ဒီဆုတောင်းချက်အပေါ်မှာတန်တရားရှိနိုင်တယ်ဆိုတဲ့အနေအထားကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေအားလုံးဟာအခက်အခဲတွေနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ကြော်လွှားပြီးတော့ကျွန်တော်တို့ရဲ့မိသားစုဘဝကိုယ့်ရဲ့တကူရေတကာရဘဝတွေကိုကျွန်တော်တို့တည်ထောင်နေရတဲ့အခါမှာဒီအခက်အခဲတွေဂျားတဲ့ကနေကျွန်တော်တို့ဆုတောင်းပြီးပြန်ရလာမယ့်အဖြစ်အတွက်ကျွန်တော်တို့တန်တရားရှိနိုင်တယ်။ဒါပေမဲ့တမန်တော်ကြီးရှင်ဘောလူကပြောလဲဆိုလို့ရှိရင်သူကအကြံပေးတာကဘာလဲဆိုရင် turn your worries into praise ကျွန်တော်တို့စိုးရိမ်ပူပန်နေတဲ့အရာအားလုံးကိုယ့်ရဲ့သားသမီးတွေရဲ့အနာဂတ်အရေးကိုယ့်ရဲ့မိသားစုတွေရဲ့အနာဂတ်အရေးကျွန်တော်တို့ရဲ့အသင်းတော်ရဲ့အနာဂတ်အရေးအားလုံးပူပန်မှုတွေအရာအားလုံးဆုတောင်းခြင်းကိုအသွင်ကိုပြောင်းလိုက် Do you want to worry less than pray more ကျွန်တော်တို့မိသားစုရဲ့ဘဝထဲကျွန်တော်တို့ရဲ့အသင်းတော်ရဲ့အထဲမှာစိုးရိမ်ပူပန်မှုတွေရော့ပါသွားစေခြင်းနဲ့ဆိုရင်ဆုတောင်းနာဆုတောင်းဖို့ရတယ်တမန်တော်ကြီးရှင်ပေါ်တယ်အဲ့ဒီကျမ်းပိုင်ထဲမှာပေါ်ပြထားတယ်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ချင်းခရစ်ယာန်အသင်းချုပ်ရဲ့အဓိကချက်ကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာဂျေဇုတော်ချီးမွမ်းတဲ့ဆုတောင်းတော်အသင်းတော်အဲ့တော့ဂျေဇုတော်ချီးမွမ်းနိုင်ဖို့ရန်အတွက်ကျွန်တော်တို့တွေဟာဆုတောင်းခြင်းကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုဆုတောင်းခြင်းအသွင်နဲ့ပြောင်းလဲပြီးယက်တီအသက်ရှင်သွားမှာဂျေဇုတော်ချီးမွမ်းခြင်းအဆင့်ကိုကျွန်တော်တို့သွားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်စိုးရိမ်ပူပန်မှုတွေနဲ့ကျွန်တော်တို့ရဲ့ကြောက်ကြမှုတွေနဲ့အခက်အခဲတွေနဲ့ကျွန်တော်တို့နှစ်ပန်းလုံးနေတာနဲ့ဂျေဇုတော်ချီးမွမ်းရမယ်နေ့ရက်ကာလတွေကုန်ဆုံးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အဓိကချက်ကျမ်းချက်1:5 16 18ကိုကျွန်တော်တို့ဖတ်မယ်ဆိုရင်အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းတဲ့ဆုတောင်းဖို့ရန်အတွက်တမန်တော်ကြီးရှင်ပေါ်ပြထားတယ်ဤအမှုအရာဟာလည်းအရှင်သခင်ဘုရားကိုယ်တော်တိုင်အလိုရှိတဲ့အမှုအရာဖြစ်တယ်ဘုရားရဲ့အလိုတော်ဖြစ်ပါတယ်ဒီနေ့ဘုရားရဲ့အလိုတော်ကိုဖြည့်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုယ်တိုင်ကနှုတ်ကပတ်သမ္မာတရားထဲမှာမွေ့လျော်ပြီးရင့်ကျက်ပြီးတည်ဆောက်မှသာလျှင်အရှင်သခင်ဘုရားရဲ့အလိုကိုကျွန်တော်တို့ဖြည့်ဆွတ်နိုင်မှာဖြစ်ပါတယ်နေဟာမိမဆာခန်းကြီးနဲ့အငယ်3ကိုကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုရင်နေဟာမိဟာ
ပြိုကျပျက်စီးသွားတဲ့မီးလောင်သွားတဲ့ယေရုရှလင်မြို့ရိုးကြီးကိုပြန်လည်ပြီးတော့မှတည်ဆောက်နိုင်ဖို့ရန်အတွက်မိမိရဲ့ဘုရင်ကြီးစီမှာခွင့်တောင်းတဲ့အခါမှာခွင့်မတောင်းမီမှာအရင်ဆုံးထာဝရဘုရားစီမှာဆုတောင်းပြီးတော့မှဘုရင်ကြီးစီကိုရှင်းကပ်တယ်အဲ့တော့ဘုရင်ကြီးထာဝရဘုရားစီမှာဆုတောင်းပြီးရှင်းကပ်လိုက်တဲ့အတွက်ကြောင့်မလို့ခွင့်ပြုချက်ရယုံတာမကလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုပံ့ပိုးကူညီမှုသူအပြည့်အဝရပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ငယ်ရွယ်နှုတ်ပြုနေသေးတဲ့သားသမီးတွေရဲ့ဘဝတွေမှာဆုတောင်းခြင်းဟာဘလောက်အထိအရေးကြီးပြီးတော့မှသူတို့ရဲ့အနာဂတ်ဘဝကိုဘလောက်အထိပြောင်းလဲပြီးတည်ဆောက်မှုတွေအောင်မြင်မှုတွေပေးနိုင်တယ်ဆိုတာကျွန်တော်တို့မိသားစုတွေရဲ့အဓိကဆောင်ရွက်ရမယ်တာဝန်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပေါ်ပြပြီးတော့မှဟောအားပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့မိသားစုရဲ့ဘဝမှာဘာပဲလုပ်လို့ဆုတောင်းခြင်းနဲ့ကျွန်တော်တို့အစပြုပြီးတော့ကျွန်တော်တို့ကိုကြည်ပြီးဘဝကိုတည်ဆောက်နေတဲ့သားသမီးတွေခွန်အားယူနိုင်ဖို့ရန်ကျွန်တော်တို့တွေတက်ပြီးပြုပြီးတဲ့သူတွေမိသားမိခင်ဖခင်တွေမိသားစုတွေဖြစ်ဖို့လိုပါတယ်ရှင်ရပြုမိခန်းကြီး15အငယ်9မှာခရစ်တော်ဘုရားနဲ့ကျွန်တော်တို့တွေဟာကွင်းကွာတယ်ဆိုလို့ရှိရင်ဘယ်အမှုမှာကျွန်တော်တို့ဆောင်ရွက်နိုင်မှာမဟုတ်ဘူးဒါကိုကျွန်တော်တို့ရဲ့ရင်သွေးတွေသူတို့ရဲ့သိရှိနေအခုသင်ယူနေတဲ့အချိန်ကာလမှာကတည်းကဒီအသည့်ကိုသူတို့ရဲ့အုံနောက်ထဲမှာသူတို့ရဲ့နှလုံးသားထဲမှာရိုက်ထည့်ပေးဖို့အင်မတန်မှအရေးကြီးတဲ့ကာလဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့ရဲ့နိုင်ငံကိုကျွန်တော်တို့မျှော်လင့်ထားသလိုဖြစ်လာမယ့်အချိန်ဟာဘယ်လောက်ကြာမလဲဆိုတာကျွန်တော်တို့ပြောလို့မရတဲ့အတွက်ကြောင့်အရှင်သခင်ဘုရားကိုဖက်ရန်ပြီးနှုတ်ကပတ်တော်ကိုဆာနတ်တဲ့တားငယ်သမီးငယ်အဖြစ်ကျွန်တော်တို့အခုကလေးကပြင်ဆင်မှုတွေနဲ့ပြုစုပြောင်းမှုတွေအရေးကြီးတယ်။ဘာကြောင့်လဲဒီကလေးတွေရဲ့အနာဂတ်ဘဝဖြတ်သန်းတဲ့အခါမှာအောင်မြင်တဲ့သားသမီးအတိတ်ပဲရှိတဲ့လူသားလေးတစ်ယောက်ဖြစ်လာဖို့ရန်အတွက်တစ်ချက်ဖခင်နဲ့အကျွမ်းဝင်မိတ္တဟာယဖွဲ့တဲ့သားသမီးဖြစ်ဖို့ကျွန်တော်တို့ပြုစုပြောထားအောင်ပါကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်ယောမဩဝါဒစာအခန်းယောဘဝတ္ထုခန်းကြီး20နဲ့အငယ်21ကိုနည်းနည်းလေးနားထောင်ကြည့်မယ်ဆိုရင်ယောဘဝတ္ထုခန်းကြီး20နဲ့အငယ်21မှာဘုရားသခင်နဲ့အကျွမ်းဝင်၍မိတ္တရာဖွဲ့တော်ထို့သောပြုမှကောင်းစားခြင်းသို့ရောက်ရလိမ့်မည်ကျွန်တော်တို့ရဲ့သားသမီးတွေကောင်းစားပြီးတော့မိဘတွေကလည်းဆင်စီးပြီးမြင်းညံတာလိုချင်တယ်လို့မြမစကားပုံရှိတယ်ကျွန်တော်တို့ရဲ့သားသမီးတွေကောင်းစားတာကိုမြင်ချင်တယ်ဆိုရင်ဘုရားသခင်နဲ့အကျွမ်းဝင်ပြီးတော့မိတ္တဟာယဖွဲ့တဲ့သားသမီးတွေဖြစ်ဖို့ကျွန်တော်တို့တာဝန်ရှိတယ်ဒုတိယတစ်ချက်ကတော့မကောင်းသောအမှုကိုဝန်ယွန်ရှာတဲ့သားသမီးတွေဖြစ်အောင်ကျွန်တော်တို့ပြုစုပြောင်းထောင်ဖို့ရအရေးကြီးပါတယ်69ခုမြောက်သောစာလံအပိုက်ငယ်30မှာဗာပြောနေဆိုလို့ရှိရင်69ခုမြောက်သောစာလံအပိုက်ငယ်30မှာထာဝရဘုရားကိုချစ်တော်သူတို့မကောင်းသောအမှုကိုယွန်ရှာကြတယ်အဲ့တော့ငယ်ငယ်လေးတွေကဒါဟာမကောင်းဘူးဒါဟာကောင်းတယ်ကျွန်တော်တို့ရဲ့သားသမီးလေးတွေဟာမွေးလာကလေးကတုတ်တန်ဆရာကပါပြောလဲဆိုရင်သူတို့ရဲ့နှလုံးသားထဲမှာမကောင်းမှုကိုလှုပ်မဲ့နှလုံးဟာထုတ်ပြီးတော့ရှိထုတ်ထားနေရှိမွေးလာကလေးကမကောင်းမှုကိုလှုပ်ဖို့ရန်
ဆိုတော့အဲ့ဒီနှလုံးသားအတိဟာသူတို့ရဲ့နှလုံးသားထဲမှာပါထားကြတာအဲ့ဒီအတွက်ကြောင့်မလို့ဒီကလေးကတော့အရန်ငယ်သေးတယ်ဘာမှမသိသေးဘူးဆိုပြီးကျွန်တော်တို့လွတ်မထားဘူးကိုရေးချင်ဒါကျွန်တော်ပြောတာမဟုတ်ဘူးတုတ်တန်ဆရာကအင်မတန်မှမှန်ကန်ပါတယ်တစ္ဆာတရားနဲ့တည်ပါတယ်ခိုင်မြဲပါတယ်ဖြောင့်မတ်ပါတယ်ဆိုတဲ့တမန်တရားနဲ့မှာဒီတိုင်းကိုပေါ်ပြတာအဲ့တော့ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်တို့မကောင်းတဲ့အမှုကိုညွှန်ရှာတဲ့သူတွေဖြစ်အောင်ကျွန်တော်တို့ပြင်ထားပေးဖို့အရေးကြီးတယ်တုတ်တန်ကျမ်းခန်းကြီး21အငယ်20နဲ့တက်ကိုနည်းနည်းလေးနားထောင်ကြည့်မယ်ဆိုရင်တုတ်တန်ကျမ်းခန်းကြီး21အငယ်20နဲ့တက်ကိုနားထောင်မယ်ဆိုရင်ပညာရှိသောသူဤအိမ်၌နှစ်သက်ဖွယ်သောဗန္ဒာနှင့်စီရှိတတ်၏မိုက်သောသူမူကားကုံစေတတ်၏ဖြောင့်မတ်ခြင်းတရားနှင့်ဂရုဏာတရားကိုရှာသောသူသည်အသက်ရှင်ခြင်းနှင့်ဖြောင့်မတ်ခြင်းဂုဏ်တရေထင်ရှားခြင်းကိုတွေ့တတ်၏ကျွန်တော်တို့ရဲ့သားသမီးပညာတတ်ဖြစ်ဖို့ကျွန်တော်တို့တွန်တင်ပဲ့ပြီးမိမိစီပါရှိတဲ့စီးစိမ်တွေနဲ့ပုံအောပြီးတော့ဖျားပေးထားတဲ့အမွေအနှစ်ဟူသောသားသမီးကိုပညာတတ်ဖြစ်အောင်ပြုစုလုပ်ထောင်ပေးဖို့ရည်ကြီးတယ်နောက်ဆုံးတစ်ချက်နဲ့လေးချက်တစ်ချက်ကတော့ဒီသားသမီးတွေဟာသူတို့ရဲ့ဘဝသူတို့ရဲ့အနာဂတ်ကိုတိုးရင်းကြီးဖြစ်တဲ့ထာဝရဘုရားလက်ထဲရဲရဲကြီးအနံ့ဖို့သူတို့အနံ့ရဲဖို့အတွက်ကျွန်တော်တို့ပြုစုပြောထောင်ပေးဖို့လည်းအရေးကြီးပါတယ်23ခုမြောက်သောစာလံတစ်ပိုက်လုံးကိုစဆုံးတစ်ခုလုံးကိုကျွန်တော်ပြန်ပြီးဖတ်ကြည့်တိုးရင်းဆိုတဲ့အရှင်သခင်ဘုရားရဲ့လက်ထဲမှာမိမိရဲ့ဘဝတစ်ခုလုံးကိုအနံ့နိုင်နေဆိုရင်ယခုဘဝနောင်ကာလအထိထာဝရဘုရားဟာတာဝန်ယူပါလူသားတယောက်ရဲ့ဖြစ်ရခြင်းမှာပျော်ရွှင်ခြင်းစိတ်ချမ်းသာရခြင်းပူပန်ရခြင်းဝမ်းနည်းရခြင်းအခက်အခဲတွေကြုံရခြင်းအရာအလုံးကိုဒီလူသားဟာဖြတ်တန်းသွားမှာဖြစ်တဲ့အတွက်မိမိရဲ့ဘဝအသက်တာကိုထာဝရဘုရားရဲ့လက်ထဲမှာရဲရဲကြီးပုံအပ်ဒီအသက်ရှင်နိုင်တဲ့သားသမီးဖြစ်အောင်ကျွန်တော်တို့ပြုစုပြောထောင်ပေးဖို့အတွက်ဒီမှာတမ်းအရေးကြီးပါလေ။ဘာကြောင့်လဲဆိုရင်ဒီနေ့ကျွန်တော်တို့တက်ဝေယုံကြည်တဲ့ထာဝရဘုရားကျွန်တော်တို့ခေါ်မှကျွန်တော်တို့သူ့နောက်ကိုအတင်းလိုက်နေမှကျွန်တော်တို့နေရာပြီးမှကျွန်တော်တို့ကိုကြည့်ရှုမယ်ဘုရားမဟုတ်ဘူးတရားဟောရချမ်းအခန်းကြီး30အငယ်6နဲ့အငယ်8ကိုကြည့်မယ်ဆိုရင်မစိုးရိမ်ကြနဲ့သူတို့ကိုမကြောက်ကြနဲ့ထာဝရဘုရားကြီးသင်တို့ဘုရားသခင်ဖြစ်၍သင်တို့နဲ့အတူကိုယ်တိုင်ကြွကျွန်တော်တို့ဘယ်သွားကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော်တို့ရဲ့အနီးပါးမှာကျွန်တော်တို့နဲ့အတူတူသွားနေမယ်ဘုရားဖြစ်အငယ်8ပါတင့်ရှိမှာထာဝရဘုရားကြီးကိုယ်တိုင်ကြွ၍တင်နှင့်ရှိတော်မူတယ်သူ့ရဲ့တမန်တရားတည်ရှိတဲ့သားသမီးတွေဟာသခင်ဘုရားရဲ့အသက်ရှင်မှုနဲ့သခင်ဘုရားဟာငါတို့ရှေ့မှာဥဆောင်မှုရှိတယ်ဆိုတဲ့ယုံကြည်မှုတစ်ခုဒီသားသမီးတွေရသွားတယ်ဆိုရင်ကျွန်တော်တို့သားသမီးတွေအနာဂတ်ကိုကျွန်တော်တို့စိုးရိမ်စရာမလိုတော့ဘူး။ဘာကြောင့်လဲကျွန်တော်တို့သားသမီးတွေရဲ့ရှေ့ကျွန်တော်တို့သားသမီးတွေရဲ့ဘေးမှာအသက်ရှင်တော်မူသောထာဝရဘုရားအစဉ်နဲ့အတူရှိတယ်။အဲ့ဒီအသည့်ကိုကျွန်တော်တို့ရဲ့ယ
ရင်သွေးရဲ့နှလုံးသားထဲအတိတ်ထဲမှာကျွန်တော်တို့ရိုက်သွင်းပြုစုပြောထောင်ထားမယ်ဆိုရင်ကျွန်တော်တို့မိသားစုတစုချင်းဟာအဲ့ဒီတာဝန်ကိုကျွန်တော်တို့ထမ်းရွက်လာပြီဆိုရင်ကျွန်တော်တို့ရဲ့အသင်းတော်ကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့သားသမီးတွေအားလုံးဂျေဇုတော်ချီးမွမ်းနေအစဉ်ရှင်ဘုရားနဲ့အစဉ်ပဲမွေးအသက်ရှင်တဲ့သူတွေဖြစ်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမြတ်ဟောအားပေးရင်ဒီလိုချုပ်ပါပါမယ်ကျေးဇူးများတင်ပါတယ်sang ni pi bia pe khom na so kel no te khem pe tu ngai song in I pol pi ni pi sang na pong te khem pe le amau te pan ta sia ma te no te pa te le MBC ni pi sang ki pol na set na tunga I tu pa te ong tungi na ton tungi nong ki pai so ta hen September khas waktu hari na lungam ko tungen na ini meriakin in kuan sunga tu khas sunga suak hi miza le som ni lenga katel kele nang sian som nong khel ji na som ni le bu phari ngo za som ni le bu to ting the pe in kuan sunga suan ni le de le tungen sak mo mia toy ma ni na them no chikhat kun lai na tu khas sunga suan ni nei in kuan pi po pi mi khe pe om na te pan nong din na di mu tu mi nge ding ko le bang za suan ni nei ding nge nga ko mai jong ding om ke no ma nge foot band ja ja ni kin na pa ma om te na even pe chi ni hak sa ni nge che na kin na pa anai ting na happy birthday chi na na no se ho na ya ting happy birthday happy birthday no ma nge pasien na suan ni ngon sa ki napi takina lu lamang ipol pi suma za le som ni le guk teng ke chiang ina tuni in katel kel kile tuni a suak te tu ha suma suak te suma gam danga som le ni ba lo mi wai chang le ipol pi mi te se som so se khat ba gam danga o mi ha ilai lu na le le chi ma nong te sakia tua hang ina lu gam na tu to ko hi September khasungin nu sum panin tuisik apia tau pa pasian ong pekia mi mangke peute tunga nang ma kam chia mombang asa som bisa kat pa te pia sakilla kane karo chiangun nang ma wal na le nang ma pa to ong ne no mong saktain tau pa sumin suangin lungdam kovin suani tupa ngeri to pa pasian no Amen. Good day,